ဒီစမှတ်ပြီးကဲထွန်းတို့မေးလို့ရပြီ baby နှခမ်းမွေးလေးတွေတော်တော်ရှည်လာပြီလားမတွေ့တဲ့ဆက်ကြမှာ ကိုထွန်းလာ ဟာဘူးကိုထုံးနဲ့နည်းနည်းပို့ချူတယ် ဟုတ်လားအေးနော်ဒီချက်တော်ရှည်နေမှာသူနှခမ်းမရေးလေးလေတော်တော်ရှည်လာပြီပေါ့ဟုတ်တယ်လောက်ပဲမသိဘူး ပြောပြကြတယ်ဗျာ ပြောပြကြပါတယ် ဟုတ်ကဲ့မေးမယ်ခေါင်းညိတ်ခေါင်းခါတစ်ခုခုလုပ်ပေးဒါကိုပါဇက်နဲ့ဖြေလိုက်ရတယ်ဒီထဲမှာအမျိုးအရင်းတယောက်ပါတယ်ဟုတ်လားမဟုတ်ဘူးလား၄ယောက်ထဲမှာပြောပြအဲ ဘသူလဲမန်းစာလေးကိုထိုးရလားကိုထုံးထိုးလိုက်တာလား ဟောဝါကြလေး လိမ္မော်ကြား လိမ္မော်ကြား ဒီမောကြောကိုထိုးလိုက်တာ ကိုထုံးနဲ့အမျိုးရင်း ဟုတ်တယ် ဘလို့တော်တာလဲ ငါသမီးလေးငါမွေးထားတာရွေရောက်နေပြီ ဟုတ်လေတော်ဆက်တဲ့အမျိုးပုံစံလေးပြောပြအောင်လေ ဖေသမီးရေနော်ဖေတို့ပြနောက်မှပြန်တွေ့မယ်နော်ဖေပြီးမမိုးမေးမမေလားအေးမမေကနိုင်ငံခြားပြန်မလာသေးဘူးသမီးရေအေးပါနော်ဖေမြင်ချပါမယ်ဒါနဲ့ခဏနေပါဦးကီလီယိုပက်ထရာလေးကမြန်မာရုပ်ရှင်တွေပါလေဘာဖြစ်သူကြည့်မဲ့သဘောမှရှိတယ်ဟိုလေဟိုရုပ်ရှင်လေးမိုးညအိမ်မက်မျိုးလို့ပါကိုကြိုက်လားမကြိုက်ဘူး ကြိုက်လေအဲ့ဒီဟာကိုတယောက်ဆောင်တဲ့ဟိုကောင်မလေးကကောင်းမကောင်း အဲ့လိုမကြိုက်ဘူးပေါ့နော် ကြိုက်ဘူးလေနော် မကြိုက်ဘူးပေါ့ အဲ့ကားထဲမှာဥက္ကပါတယ်နော်ပြည်ကြည်ပြူရှင်ရိုက်တာနော်နေတိုးနဲ့ ကလီယိုပထရာလေးမှလေအမတယောက်ရှိရလေအဲ့မှာအရန်ချောတာပဲ ချက်မပြေဘူးဆို အေးမဟုတ်ပါဘူးဟုတ်လေချက်ပြေပါတယ် ကားပြဘလနဲ့ အေးဟုတ်အဲ့မှာအစိုးတော်လေအရန်ချောတာပဲဟုတ်လား မဟုတ်ဘူးလားပြောမဟုတ်ဘူးလားပြော ချောတယ်မလားချောတာမကြဘူးโอเค ငါသမီးမအမမရှိဘူး ကလီယိုပက်ထရာလေးချစ်သူကလေအနုပညာရှင်တွေကလားအပြင်းရလားဟုတ်လားမင်းလေးမရေးစား तू ကအိမ်ကုန်မပိုင် ဟတ်လားအိုးအိမ်မပိုင်ဘူးလား ငါလုံး ဒါတော့မှချင်ရိုက်ချင်နေတယ်ရပေါ့ ချစ်သူရွေးမယ်ဆိုတော့အခွေပါနားထောင်ဘူးလားကလေးတစ်ချင်းနေ ကလေးချင်လာရောင်းတော့ကွာ ကလေးပထရာလေးအမမလေးဟိုဟာအမျိုးတွေရှိရဲအမျိုးတွေကညီမလေးယောက်ကနည်းနည်းတိတ်တော့ तू လဲလို့ပဲပေါ့နော်နည်းနည်း risk ကိုပေါ့အဲ့ ဘောတူတူ तू ကလည်းမင်းသမီးလဲလောက်တယ်အဲ့ तू ့သိလား तू နဲ့ခင်မင်းသမီးလဲလောက်အော်ဒေါ်လာ ဒေါ်လာမဖလိုက်မသိချင်ဘူးတကယ်ပြီးရော ခြေသေးတယ်နော်ခြေသေးတယ် အဲ့ဒါဆိုသူတို့အမျိုးတွေကချက်မပြည့်ဟာလေးပြော အဲ့လိုတော့မဟုတ်ပါဘူး အေး तू ပဲပြောတာ तू ကပြောတယ် तू ပြော तू ဆိုအမျိုးတွေကချက်မပြည့်တယ်ပဲ မဟုတ်ဘူးလို့ပြောလိုက် ဟိုအမျိုးတွေကမို့တဲ့ညောက်ပဲမပြေတယ် ဘယ်တော့ပိုင်တယ် ဟဲ့တော့သာခိုင်တယ်ပဲနော် ဒီညောက်ပဲမပြေ ငါဘလို့ဖျက်မှမသိတော့ တော့ပြေးပြီးလိုက်အဲ့တော့အဲ့ဒါပါလေ အဲ့ဒါပါလေဘာကြီးလဲမင်းသမီးဆို ရွှေမင်းသမီးဆိုတော့ရုပ်ရှင်ရောသိလားဘာမသိဘူးဘာမသိဘူး ကိုအသက်ဘယ်နဲ့ရှိသွားပြီလဲပြောပြ ပြောပြတူတူလေး ပြော ဩ ဆက်ရှင်နေ ဆက်ရှင်နေပြီလား မမေလေကိုလိုကိုရတွေဘာကြီးကြည့်ရတာ30ကျော်လောက်ရှိပြီနော် ဟုတ်သွားပြီ အေးဖို့အေးပေါ့ ဟုတ်သွားပြီပေါ့ ဟုတ်ပါဘူးတစ်မျိုးလုံးကတော့ထွားပါတယ် သမီးကလွင် အေးပေါ့ဒီကလည်းညံ့နေဒီကလည်းထွားကြတယ် ဟော तू ကကုန်သွားတာ အေးကိုထွန်းနဲ့ဘယ်ရွယ်တွေကတည်ရလဲဘယ်ရွယ်လောက်ကလေးတည်ရကိုထွန်းနဲ့စက္ကန့်30ပဲကျွန်တော်ပါတယ်စက္ကန့်30ပဲကျွန် တော တော် င်မူမာတဲ့အားပေးဟုတ်တယ်မလားတောင်မူလေတောင်မူကဘယ်နာမျိုးလဲ မ ဆို သိဘူးလား တောင်နာလေတောင်နာတောင်မျိုးပေါ့ တောင်ဟူသာဒီဝင်းကနေထွက်လာရင်ဟိုဘက်ပေးဟာကိုပြောတာ ခုနကလေးဆိုသွားတဲ့တချင်းလိုပဲအပြင်မှာကောင်းလေးတွေဝိုင်းဝိုင်းလဲနေရပဲလား ဟာချနေရ ကဲ ဘာဖြစ်လို့ပြည့်စက်တွေတက်နေလို့လား တေးဝိုင်း ကျေနပ် တေးပါရဲ့ဟုတ်တယ်ဒုံးလေးပေါက်လိုက် အမျိုးတွေစုံမယ်ဆိုပြီးပြောထားတာလေအဲ့ပြန်လာရင်ပြောမယ်ဆိုပြီးတော့ပြီးလဲပြီးတော့မပြောတော့ပျောက်သွားတာဘာဖြစ်လို့လဲအလှမျိုး ဘာမျိုးကြောင့်ကိုယ့်ကိုသိရမှာပေါ့ဘာမျိုးလဲကိုယ့်ကိုသိရမှာအဲ့လေဒီဒီကိုတနေ့ကဖုန်းဆက်တော့ဘာပြောလဲ မ
လဲမဟုတ်ဘူးမသိဘူးလေဘယ်ကမက်ဆင်ကလည်းမသိဘူးကွာ ဟာ လီယိုပက်ထရာ16တက်သွားပြီလား အခုမှကိုပါအင်းလာမထုတ်ပြရသေးဒီမှာစိတ်တွေနဲ့တွေ့ ဘာသူများပြောနေရလဲဟုတ်တယ်ပြီးမှသူအဲ့ ကလီယိုပတ်ထရာလေးကိုစမ်းရတီးတာတော့ကျွမ်းနေပြီပေါ့နော် ဆရာကြီး ဟမ် အာတမီးအကောင်လုံးပြီးတတ်တယ်ဝလာခောက်လည်းပြီးတတ်တယ်ပြီးတာလား ဟုတ်ပါဘူး လီယိုပက်ထရာကလေဒီမှာဈေးရောက်တာလည်းရမ်းတော်တာ ဟုတ်လား သူကမ အား လွယ် ရောင်းလာတော့သူက live ဆေးလေ ဟုတ်လား live ဆေးရောက်တာဘာတွေရောက်တာလဲ အစုံရောင်းတယ်အစုံရောင်းတယ် ကိုချိုးစာရောင်းပေးခြင်းလား ကိုတော့ကလည်းကီလီယိုဘတ်တော်ဆုံးအောင်ရောင်းပေးနေတာ အာကြောက်တယ်နော်အာယုံအာကြောက်တာ ရောခါချ ဒီမှာလည်းခါချနေရတာ၄ရရှိခါချနေတော့လျှောက်ပဲညီမလေးရဲ့ ခါပြီးတော့ခါကြည့်ပါလား อ๋อမတိတ်ဟာ ခါပြီးတော့ခါကလေးရောမထားနေမို့လည်းမကြောက်မရငါတော့ဒီကကြားတယ်ဖက်ဒီတစ်ချက် မာဖဲကနေကြွက်သားတွေ တူမလေးတယောက်ရှိရမလား အဲသူကတော့ကြက်ပြေး တူမလေးလေအဲသူကတော့ကြက်ပြီ သူသမီးလေ သူနဲ့တူလားဟုတ်တယ်မလား ဒီမှာမရှိဘူး အဲ ဒီလေးတွေပဲရှိတယ် ဒီမှာအမျိုးကြီးတယောက်ပါရသားနဲ့ဘွေမကြောက်ကင်းမကြောက်ဓမ္မစင်ကားကိုလာသေးတယ်ဒါပြအောင်နော် အေးနော် तू မကြောက်မရွံ့နော် ငယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ဒါပေ န မဲ့ မည်ပြေသွားပါပြီ ပြောမဲ့တာပြောနေမဟုတ်ရင်ဘယ်လိုလုပ် ဟုတ်တော့ဘူးထင်တယ်နော် နမည်ပြေပါပြီ The Massinger.